မင်္ဂလာပါရှင်ဒီနေ့မှာတော့ကမ္ဘာသွေးလူရှင်များနဲ့အထိမ်းအမှတ်အနေဖြင့် Excellent for Joy Insurance ဝန်ထမ်းမိသားစုများနဲ့ကိုယ်စားလှယ်တော်ကြီးများကရန်ကုန်စေယုံကြီးမြို့သားသွေးလူပန်ဌာနသို့တွားလူတန်းသွားမှာဖြစ်ပါတယ်။ကဲခုပဲသွေးလူဖို့တားလိုက်ရအောင်။အခုဆိုရင်တော့ရန်ကုန်စေယုံကြီးသွေးလူပန်တို့ရရှိနေပြီပဲဖြစ်ပါတယ်။အခုလိုသွေးလူလမ်းမွေလောက်ရရှိတဲ့ချက်ကို HR Department မှာမေးတီတာမြင့်ကိုမေးမြန်းမှာပဲဖြစ်ပါတယ်။မင်္ဂလာပါရှင်အမအခုလိုသွေးလူတန်းပွဲစီစဉ်ဖြစ်ခဲ့ပုံလေးကိုရှင်းပြပေးပါအောင်ရှင်။ဟုတ်မင်္ဂလာပါရှင်အမတို့ EFI ကုမ္ပဏီကလူလူအကျိုးပြုလုပ်ငန်းတွေအမြဲတက်ကြွစွာပါဝင်ခဲ့ပါတယ်။သဘာဝဘေးအနေကျုံတဲ့အတိုင်းလည်း EFI အနေနဲ့လိုအပ်တဲ့နေရာတွေတွားရောက်ပြီးတော့လူတန်းဖြစ်ခဲ့ပါတယ်။ဒီအခါမှာလည်းအမုံမြတ်ဆုံးသောအလူဖြစ်တဲ့သွေးလူတန်းရှင်ကိုပြုလုပ်ဖို့အတွက်စီစဉ်ဖြစ်ခဲ့ပါတယ်။သင်သွေးဖြင့်အသက်ကေပါဆိုတဲ့စာမုတ်လေးအတိုင်းပဲလူလူကျန်းမာရေးကိုတထောင်တနေရာနေပြီးတော့ပါဝင်ကူညီအားဖြည့်လို့ရည်ရွယ်ချက်နဲ့ဒီပွဲလေးကိုစီစဉ်ဖြစ်ခဲ့တာပါရှင်။ဟုတ်ဝန်ထမ်းအင်အားပဒေရလောက်နဲ့ဘယ်သူတွေလာရောက်ကူညီဖြစ်ခဲ့ရလဲရှင်။ဟုတ်ကဲ့ EFI ဝန်ထမ်းမိသားစုဝင်နဲ့အမခံကိုယ်စားလှယ်ကြီးလာရောက်ဖြစ်ခဲ့ပါတယ်စုစုပေါင်းအနေနဲ့45ဦးခန့်လူရန်ဖြစ်ခဲ့ပါတယ်ရှင်။ဟုတ်ကဲ့ခုလိုပြသပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ဟုတ်ကျေးဇူးတင်ပါတယ်ရှင်။ကဲအခုနည်းနည်းလေးနဲ့လာရောက်သွေးလူတန်းဖြစ်ပုံလေးကိုဖြေကြားပေးပါအောင်ရှင်။ဟုတ်မင်္ဂလာပါညီမတို့ကျွန်တော်ကတော့ကိုလေးနဲ့ထွန်းပါအဓိကတော့EFI ကကျွန်တော်ဆက်သွယ်လာလို့လေအဲဒါကြောင့်မို့ကျွန်တော်လာပြီးတော့သွေးလူဖြစ်တာပါခင်ဗျ။ဟုတ်ကဲ့ဟုတ်အမှတ်တရလေးလည်းဝညပေးပါအောင်ရှင်ဟုတ်ဟုတ်အဓိကတော့သွေးလူတဲ့အကြောင်းပါနော်သွေးလူရတဲ့အကြောင်းကိုကနည်းနည်းရတယ်ပီတိဖြစ်ရတယ်အသက်လည်းပြေလို့ရတယ်ဆိုတဲ့ဟာမျိုးပါလေအဲဒါကြောင့်လည်းဝမ်းသာပီတိဖြစ်လာတယ်ဟုတ်ကဲ့ဟုတ်အခုလိုပြသပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကျေးဇူးပါပဲညီမဟုတ်ရှင်။မိုင်းနာမည်လေးနဲ့တူတူတန်းဖြစ်ပုံလေးကိုရှင်းပြပေးပါရှင်။ဟုတ်ကဲ့ပါ။အမကတော့ငိမ့်သူခိုင်ဖြစ်ပါတယ်။ဒီမှာဘာဖြစ်လို့သွေးကာလူရလဲဆိုတော့အမအစတွေကသွေးတူချင်တယ်ပေါ့နော်။အဲ့ချိန်မှာ EFI ညီမလေးအိမ်တွေကနေပြီးတော့မိသားစု EFI မိသားစုနဲ့အတူတူသွေးတူတန်းဝယ်လေးရှိပါတယ်။လာရောက်ပြီးတော့တူတန်းမှာလို့ပြောတဲ့ထိမှန်ကပြုတဲ့အတွက်ကြောင့်မို့အမလာလို့ရခြင်းဖြစ်ပါတယ်ရှင်။ခုလိုသွေးလူပြီးတော့ကျမရဲ့ညပုံလေးလည်းရှင်းပြပေးပါအောင်ရှင်။သွေးလူပြီးလို့ရှိရင်တော့ညီမလေးရဲ့သူကကြားတက်တွေရော့သွားတဲ့အတွက်ကြောင့်မို့ပေါ့နော်။ဒီ live food ပေါ့ biscuit snacks တွေစားတာမျိုးပြီးတော့ချက်သားတို့အသားတို့အာဟာရပြည့်တဲ့ဟာလေးတွေတင်ပြီးတော့စားသုံးတာမျိုးပြီးတော့ရေတက်ခန်းချောက်သွားတာတွေ့တဲ့ကြောင့်မို့ရေများများတောက်တာမျိုးတော့လုပ်ရမယ်လို့မသိထားပါတယ်။ဒီလူဒီနောက်ရှောင်းစားရမယ့်အရာလေးတွေလည်းဝညပေးပါအောင်ရှင်အဲ့ဒါကတော့ညီမလေးရဲ့သူကအနားယူဖို့လိုပါတယ်ပြီးတဲ့အခါကျတော့ဒီလိုမျိုးပေါ့နော်ကိုလည်းလှုပ်ရှားပြင်းပြင်းထန်ထန်နေမလုပ်ရဘူး exercise ဆိုပေါ့ gym တွေပါမသွားရဘူးလို့သိထားပါတယ်နောက်ပြီးတော့ဒီပေါ့ heavy ပေါ့နော်ဒီလိုမျိုးလေးလံတဲ့အရာတွေလည်းမမရဘူးလို့သိထားပါတယ်ရှင်ဟုတ်ကဲ့အခုလိုပြသပေးရတဲ့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်
မင်္ဂလာပါရှင် မင်္ဂလာပါညီမလေး ။မိုင်းနာမည်လေးနဲ့တူတူတန်းဖြစ်ပုံလေးကိုရှင်းပြပေးပါဦးရှင် ဟုတ်အမရဲ့နာမည်ကတော့ဇမွန်ဖြစ်ပါတယ်ညီမလေးလူရန်ဖြစ်ပုံလေးကကြတော့အမအရင်လေးကဒီမှာလာရောက်လူရန်ဖြစ်တယ်ပေါ့နော်ပြီးတော့ကိုယ့်ရဲ့သွေးနဲ့အခြားလိုအပ်နေတဲ့အရေးပေါ်လူနာတွေလူရန်ခွင့်ရမှာဖြစ်တဲ့အတွက်ကုသိုလ်အများကြီးရတယ်လို့လည်းအမခံစားမိတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အမအခါဖွင့်ကြုံနိုင်တဲ့ဒီကိုလာရောက်လူရန်ဖြစ်တာပါညီမလေး ။ဟုတ်ကဲ့အခုတူတူကဘယ်နှကြိမ်မြောက်လဲရှင် အမ3ချိန်မြောက်တော့ရှိပြီညီမလေးဟုတ် ။ဟုတ်ကဲ့နောက်ထပ်ကောတူတူကိုအစီအစဉ်လေးရှိသေးလားရှင် ဟုတ် EFI နဲ့အများကြီးပါဝင်လူရန်ဖြစ်ဖို့အစီအစဉ်တွေရှိပါတယ်ညီမလေး ။ဟုတ်ကဲ့အခုလိုဖြစ်ကြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် ကျေးဇူးပါညီမလေးဟုတ်